ဇလန်းစားမှာမင်းသားလေးကိုဘယင်ကမကြခင်ရိုရန်ကသူ့သမီးကိုခေါ်ပြီးနန်းတော်စီလာလိမ့်မယ်မင်းကိုလည်းတွေးခင်ပေးမယ်လို့ပြောတယ်။တစ်ဖက်မှာတော့နန်းတော်ကိုသွားဖို့အတွက်အင်ကြီးဟာရလာခဲ့ပြီးအဲလင်နဲ့အရန်လိုက်တာကြောင့်အဖွားကချစ်စရာကောင်းလိုက်တာထင်သားတာထက်တောင်ပိုတယ်လို့ပြောတယ်။အဲ့ဒီနောက်အိမ်တော်ထိန်ကလဲကိုပြင်ဆင်ပြီးပါပြီလို့ပြောပြီးရိုရန်ကတောင်းပန်ပါတယ်ဒီတစ်ခါတော့နေရာပို့မော်နဲ့ပဲသွားတော့မယ်လို့ပြောတယ်။အဲ့ဒီနောက်တော့အဖွားနဲ့အိမ်တော်ထိန်ကအဲလင်ကိုအားပေးစကားပြောပြီးခဏနေတော့နန်းတော်ကိုရောက်လာခဲ့တယ်။ဘယင်နဲ့တွေ့ပြီးအဲလင်ဟာတိတိကျကျမိတ်ဆက်တယ်။နောက်ပြီးအဲလင်ကကြောက်လန့်ပြီးမဲ့လဲဘယင်ကြီးကအပြောဆိုးလိုက်တာလို့ပြောတော့အဲလင်အခုနောက်ပိုင်းဘာတွေဖြစ်နေရလဲအာခံတဲ့အရွယ်ကလုံမနေဘူးလားဆိုကဘယင်ရှိမှရိုရန်ရဲ့တရုတ်မှန်ကိုပြလိုက်ပါတယ်။ဘယင်ကရီးပြီးကဲထိုင်ပါဆိုကစကားစတယ်ဘယင်ကဝဝတုတ်တုတ်နဲ့ကောင်မလေးနဲ့ဆိတ်ဆက်ပေးမိတာကိုတောင်းပန်ပြီးသူတို့ဟာဒီမှာမရှိတော့ဘူးပြဿနာရှာတဲ့ဝဝတုတ်တုတ်မိန်းကလေးနဲ့ဖကမဲတော်တို့ကအဲ့ဒီကိစ္စကြောင့်အဝေးကဇင်ခံအိမ်စီကိုပို့ခံလိုက်ရတယ်အမှန်ကတော့ဘယင်ဟာထီးနှန်းလိုချင်တဲ့အတွက်အဲ့ဒီကိစ္စကိုခွင့်ကောင်းယူပြီးခမဲတော်ကိုမောင်းထုတ်လိုက်တာဖြစ်တယ်နောက်တော့ဆိုဘယ်နဲ့သူ့ဇနီးအကြောင်းကိုရောက်လာပြီးသူ့ဇနီးကလည်းဝဝတုတ်တုတ်မိန်းကလေးနဲ့အတူတူပဲကောလာဟာလာတွေထွက်နေတယ်လို့ဆိုတယ်အဲလင်ကကောလာဟာလာကိုဘယ်သူဖြန့်လဲသိနေပြီးအမှန်တော့ဘယင်မဖြန့်တာပဲဖြစ်တယ်ဘယ်လိုသိလဲဆိုတော့အဲလင်ကအရင်ဘွားကသိပ္ပံပညာရှင်တယောက်ဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်ဘယင်ကအဲလင်ကိုအံ့ဩကငါသမီးလုံမလားလို့မေးတယ်အဲလင်ကညင်းတယ်နောက်တော့ဘယင်ဟာသူ့သားတွေနဲ့အဲလင်ကိုမိတ်ဆက်ပေးကအဲလင်ကတော့ဘယင်မျိုးနွယ်ရဲ့နောက်မှာပေါ်တဲ့ဝင်းကြီးကျင်းစာကိုမြင်နေရကကြောက်နေတယ်အဲ့ဒါကိုမြင်တော့မင်းသားလေးဟာအဲလင်ကိုကူညီဖို့လုပ်တော့လဲအဲလင်အနာကက်တာနဲ့ဝင်းကြီးတွေထွက်လာကဝင်းကြီးတွေပိုဆိုးလာပြီးကဲပါနားတယ်ကဲပါလို့အဲလင်းစီကအကူညီတောင်းနေပြီးအဲလင်ကလည်းအရန်ကိုထိတ်လန့်နေတယ်အဲ့ဒါဟာဘယ်လိုဖြစ်လာတယ်လဲဆိုတော့လွန်ခဲ့တဲ့နှစ်200တုန်းကဘယင်ဟာမွန်စတာတွေကိုတိုက်ခိုက်ဖို့အတွက်တဘာဝကိုစန့်ကျင်တဲ့စွမ်းအားကိုငားနေခဲ့တယ်ဝိညာဉ်ဘယင်ကမပေးတော့ဝိညာဉ်မော်သုံးတဲ့သူတွေနဲ့တရိษံတွေကိုတဲကျက်လောက်ကရစ်ပူစော်တယ်အဲ့ဒါကြောင့်ဝိညာဉ်ဘယင်ဟာဘယင်ကြီးကိုချိန်စာတိုက်လိုက်တာဖြစ်တယ်နောက်တော့ရိုရန်ဟာအဲလင်ကြောက်လန့်နေတာကြောင့်အဲ့ဒီနေရာကနေအမြန်ထွက်သွားခဲ့တယ်နောက်တရက်မှာတော့ဘယင်မျိုးနဲ့ဟာဝိညာဉ်ပွဲတော်မှာကောင်းကြီးကိုတောင်းခံနေပြီးမင်းသားငယ်လေးဟာလွန်ခဲ့တဲ့နှစ်နေရာကဘယင်ကိုတိုက်ခိုက်ခဲ့တဲ့ချိန်စာကငါတို့နဲ့မဆိုင်တာကိုဘာလို့ခွင့်မလွတ်ပေးတာလဲအဲ့ဒီအချိန်မင်းသားလေးကလည်းအရင်ကသမိုင်းကြောင်းတွေကိုလှုပ်ဝက်ခန်းတွေကစာအုပ်ကနေသိရှိခဲ့ပြီးဖြစ်တယ်သူတို့ဆူတောင်းနေတဲ့ကြောက်တုံးကြီးရှိတဲ့နေရာဟာအရင်ကအဖြစ်ဆိုးတွေဖြစ်ခဲ့တဲ့နေရာဖြစ်တယ်မင်းသားလေးဟာကြောက်တုံးကြီးအနားဟေးအဲလင်နင်ကအဲ့ဒါပြီးခဲ့တဲ့ကဘလို့နေလဲခဏပဲတွေးလိုက်ရတယ်တွေးကျင်လိုက်တာငါကနှစ်ကိုတောင်းပန်ခြင်းလို့ပါတစ်ချိန်ချိန်ကျရင်ဝိညာဉ်တွေစီယာကိုနှစ်စီယာကိုခွင့်လွှတ်မှုကိုရပါမလားလို့ပြောတယ်အဲ့ဒါကိုအဲ့ဒီကြောက်တုံးနောက်မှာရှိတဲ့အဲလင်ဟာကြားပြီးဝမ်းနေကငိုနေတယ်ညရောက်တော့အိုရီကရှင်းပြတယ်အမှန်တကယ်တော့ဝိညာဉ်တွေဟာသူတို့ပါလုပ်ခဲ့လဲဆိုတာကိုလူသားတွေကိုသိစေချင်တာဖြစ်တယ်ဝိညာဉ်တွေရဲ့အော်တန်ကိုဘယင်ကိုသာကြားစေဖို့အတွက်မော်တုံးပြီးချိန်စာတိုက်တာဖြစ်တယ်အဲ့တုန်းကဘယင်ဟာတေမဲ့အချိန်အထိအော်ဟစ်တန်များကိုဆက်ကြားရတယ်။မော်ကအဲ့တုန်းကဘယင်စီကိုတာတုံးတာဖြစ်ပေမဲ့ဘယင်သေးတော့သွားဖို့နေရာမရှိတော့တဲ့ဝိညာဉ်တွေကဘယင်မျိုးနွယ်ရဲ့သွေးကိုချိန်စာတိုက်ပြီးနောက်ကနေလိုက်နေတာဖြစ်တယ်။အဲလင်ကအိုရီကိုပိမ့်မိနေရတဲ့မျိုးနွယ်သူတွေကိုကဲခြင်းနဲ့အိုရီကလူသားတွေကနှစ်တိုင်းဝိညာဉ်ပွဲမှာအပြင်ပန်းလောက်ပဲဆူတောင်းပွဲလုပ်တယ်။ဝိညာဉ်တွေကိုကျေးဇူးတင်ဖို့မပြောနဲ့အမားကိုတော့နောင်နာမရတဲ့ပုံပဲလို့ပြောတယ်။နောက်ပြီးအိုရီကလူသားတွေရဲ့နောက်မှာချင်းကပ်နေတဲ့ဝိညာဉ်တွေကိုထောက်ပံ့ဖို့မလုပ်နဲ့လို့ပြောကတတိပေးတယ်။ပြီးတော့ episode 6ပြီးသွားတယ်။ဒီပိုင်း